တင်နောက်ထပ်အသက်ရှိရှိနေကျင်သေးတယ်ဆိုရင်ရက်ပြီးကျွန်တော်စကားကိုခဏလောက်နားထောင်ပေးပါတခင်မင်္ဂလာပါကျွန်တော်ကတင်းရဲ့အသေးပါတင်ဟာအခုချိန်ထိဝက်သားသုံးထပ်သားဟင်းတပွဲကိုအေးဆေးချီဖြတ်နိုင်သေးတယ်အရက်တောက်ပြီးနောက်တစ်နေ့မှမူးဝေအန်ထွက်မသွားသေးဘူးဆိုရင်ကျွန်တော်အတွက်လိုက်ကလေးတစ်ခုလောက်အရင်ပေးခဲ့ပါတော့ဒါဟာတင်းအတွက်ဘဝတဝက်စာအစိတ်တောက်တွေကိုညှဉ်းညူမှုမရှိဘဲထမ်းပိုးပေးခဲ့တဲ့အတက်ခွဲဆက်ယုံမှုကြီးကိုနောက်ကျမှပေးတဲ့အတိမတ်ပြုမှုတစ်ခုလို့မှတ်ယူလိုက်ပါမယ်ကျွန်တော်ကတင်းခန္ဓာကိုယ်ထဲမှာအကြီးဆုံးအတွင်းအင်္ဂါဖြစ်ပြီးပြန်လည်ကြီးထွားနိုင်စွမ်းရှိတဲ့တစ်ခုတွေတော့အင်္ဂါလည်းဖြစ်ပါတယ်ကျွန်တော်ရဲ့3ပုံ2ပုံလောက်ဖြတ်ထုတ်ခံလိုက်ရရင်တော့လအနေငယ်အတွင်းပြန်လည်ကြီးထွားလာနိုင်ပါတယ်ဒါပေမဲ့ဒါဟာတင့်အနေနဲ့ကျွန်တော်ကိုစိတ်ကြိုက်ရန်ကထိခိုက်ခွင့်ရှိတယ်လို့မဆိုလိုပါဘူးဘာလို့လဲဆိုတော့ကျွန်တော်မှာအဓိကအားနည်းချက်တစ်ခုရှိနေလို့ပါကျွန်တော်မှာနာကျင်မှုကိုခံစားသိရှိနိုင်တဲ့အာရုံကြောင့်မရှိပါဘူးအစာအိမ်နိုင်ရင်တင်းအစာမစားနိုင်ဘူးခေါင်းကိုက်ရင်တင်းမျက်စိမိတ်ပြီးလှဲနေလို့ရတယ်ကျွန်တော်ကတော့အစီတွေကြောင့်မူလထက်2ဆလောက်ကြီးမားလာရင်တော့အစိတ်တောက်တွေကြောင့်ဘလောက်ဝဖြစ်နေရင်တောင်နားတယ်လို့အတန်မထွက်နိုင်ပါဘူးကျွန်တော်လုပ်ပေးနိုင်တာကတင့်ကိုအကြောင်းရင်းမရှိပဲနွမ်းနယ်စေမယ်မျက်နှာတွေဝါးစေမယ်အစီကဲတဲ့အစားအစာတွေကိုမစားချင်အောင်လုပ်ပေးရုံပဲရှိပါတယ်ဒါပေမဲ့တင်ကတော့ဘာမှမဖြစ်ပါဘူးမကြသေးခင်ကအေးအေးမဝါလို့ပါလို့ပဲအမြဲပြောလေးရှိပါတယ်တခင်ကျွန်တော်ကိုအဆိုးဆုံးစိတ်ပြက်စေတာကတော့တင်ဟာနေ့စဉ်မထင်မှတ်ထားတဲ့အလေးကျင့်စိုးတွေနဲ့ကျွန်တော်ကိုဖြည်းဖြည်းချင်းဒုက္ခပေးနေတာပါပဲတင်ဟာညစ်နဲ့တကောင်းအကင်တွေနဲ့အကြော်လော်တွေကိုအလွန်ကြိုက်တတ်ပါတယ်စီတရွှေရွှေနဲ့အသားကင်တွေရွှေဝါရောင်ကျွတ်ကျွတ်ရွရွအကြော်တွေကိုတင်ကတော့အရသာရှိရှိစားနေပေမဲ့ကျွန်တော်ကတော့ပိုရှန်နေတဲ့အစီတွေကိုခြေဖြတ်ဖို့တဲချီရည်တွေကိုအချိန်ပိုဆင်းပြီးထုတ်ပေးနေရပါတယ်ညစ်နဲ့စာတနက်စာအတွက်ကျွန်တော်မနက်မိုးလင်းခါနီးထိမနာတဲ့အလုပ်လုပ်ရပါတယ်ပိုရှန်နေတဲ့အစီတွေတွားစရာမရှိတဲ့အခါကျွန်တော်ရဲ့ဆဲတွေထဲမှာပဲအစီတွေကိုတန်ချိန်ပေါင်းများစွာစုပုံလိုက်ရပါတယ်တစ်နှစ်နှစ်နှစ်5နှစ်နောက်ဆုံးတော့ကျွန်တော်ဟာအစီဖုံးပြီးရှေ့ဆက်မလဲပတ်နိုင်တော့တဲ့အသေးတလုံးဖြစ်သွားခဲ့ရပါတယ်။တင်ဟာရုတ်တရက်လဲပြိုသွားတာမဟုတ်ပါဘူး။အစားအသောက်တွေကိုတလုတ်ပြီးတလုတ်စားရင်းနဲ့ခန္ဓာကိုယ်ကိုဖျက်ဆီးခဲ့တာပါ။ဒါအပြင်တင်ဟာကျွန်တော်ကိုအရက်တွေနဲ့လည်းလောင်းထည့်လေးရှိပါတယ်။တင်ခွက်ခွက်စေးတောက်လိုက်တိုင်းရှေ့တင်ကြိုရှင်မှုကိုပဲမြင်ပြီးအဲ့ဒီအရက်တွေကိုချစ်ဖြတ်ဖို့ကျွန်တော်အစွမ်းကုန်အားစိုက်ထုတ်နေရတာကိုမမြင်ပါဘူး။အရက်ကိုချစ်ဖြတ်လိုက်လို့ထွက်လာတဲ့တက်ပစ္စည်းတွေဟာအရက်ထက်တောင်ပိုပြီးအစိတ်တောက်ပြင်းလာပါတယ်။တင်ရေချိန်လုံးအောင်တောက်လိုက်တိုင်းကျွန်တော်ရဲ့စက်ယုံနိုင်ပေါ်ကိုပြင်းထန်တဲ့အစိတ်တွေလောင်းချလိုက်ပြီပါပဲဒီနေ့ကျွန်တော်ရှင်းထုတ်လိုက်ရင်မနက်ဖြန်တင်ကထက်လောင်းခဲ့တယ်ကျွန်တော်မှအသက်ရှူပေါက်ပင်မရပါဘူးအသေးကပိုမာလာတဲ့အစီတွေပိုဖုံးလာတဲ့ဆိုတာရုတ်တရက်ဖြစ်လာတာမဟုတ်ပါဘူးတင်ကပဲတစ်ခွက်ပြီးတစ်ခွက်လောင်းထည့်ခဲ့တာပါဒါအပြင်တင်ဟာဆေးဝါးတွေနဲ့အားဆေးတွေကိုစီကံမရှိပယံပရာမိဝဲတက်ပါသေးတယ်ခေါင်းကိုက်ရင်တောက်လိုက်တယ်အိတ်မပြောရင်တောက်လိုက်တယ်ဝိတ်ကြချင်ရင်တောက်လိုက်တယ်တင်ကမိမိကိုယ်ကိုဂရုစိုက်တယ်လို့ထင်နေပေမဲ့မရေရတဲ့ဓာတုပစ္စည်းတွေခန္ဓာကိုယ်ထဲရောက်လာတိုင်းကျွန်တော်ကပဲအစိတ်ပြေအောင်လုပ်ပေးရတာပါကျွန်တော်ဟာမနာတမ်းလဲပတ်နေတဲ့စက်ယုံမဟုတ်ပါဘူးအဲ့ဒီပါဝင်ပစ္စည်းမတိရတဲ့ဓာတုပစ္စည်းတွေဟာကျွန်တော်ဆဲတွေကိုဖြည်းဖြည်းချင်းလောင်ကျွမ်းစေတာပါဒီနေ့တင်တောက်လိုက်တဲ့အပိုးဆေးတစ်လုံးစီဟာကျွန်တော်ရဲ့အနာဂတ်ကိုပြောင်းလဲပစ်နေတာပါတခင်သိရလားကျွန်တော်မှာအခွင့်အရေးတစ်ချိန်ပဲရှိကောင်းရှိပါတော့မယ်အစီဖုံးနေတဲ့အချိန်မှာကျွန်တော်ပြန်ကောင်းလာဖို့အခွင့်အရေးရှိသေးပေမဲ့အသေးတောင်ပြီးစိတ်ဝင်သွားပြီဆိုရင်တော့မူလအခြေအနေကိုဘာမှပြန်လုပ်လို့မရတော့ပါဘူးအစီကဲတာတွေမစားနိုင်တော့တာမျက်လုံးတွေဝါလာတာဗိုက်ကြီးပူထွက်လာတာတွေကိုတတိပြုမိရဲ့နေကြရင်ဒါဟာတင်အသက်ကြီးလာလို့မဟုတ်ပါဘူးကျွန်တော်မတောင့်ခံနိုင်တော့လို့ပါကျွန်တော်တောင့်ခံနိုင်သေးတဲ့အချိန်မှာတခင်ကျွန်တော်အတွက်ဒီအချက်3ချက်လောက်လုပ်ပေးပါပထမအရက်ကိုရှော့တောက်ပါကျွန်တော်ကိုမိုးလင်းပွဲအိမ်မလုပ်ခိုင်းပါနဲ့ဒုတိယညနေစာကင်းတွေကိုရှော့စားပါကျွန်တော်ကိုအစာချေဖို့နဲ့အနားယူဖို့အချိန်နည်းနည်းပေးပါတတိယဆရာဝန်ညွှန်ကြားချက်မရှိဘဲဆေးတွေကိုပယံပါတာမတောက်ပါနဲ့တင်ကျွန်တော်ကိုတန်ရှင်းတဲ့အလုပ်တွေပဲလုပ်ခိုင်းမယ်ဆိုရင်ကျွန်တော်လည်းတင်းရဲ့နောက်ထပ်ဘဝတဝက်စာကိုနာကျင်မှုမရှိတဲ့ကျန်းမာရေးနဲ့ပြန်လည်ပေးဆက်ပါမယ်ကျွန်တော်ဟာတင်းအတွက်ဘဝတဝက်စာအစိတ်တောက်တော့ဒီကိုမငြီးမညူရှင်းထုတ်ပေးခဲ့ပါတယ်ဒီနေ့ကစပြီးကျွန်တော်ကိုပို့ပြီးဂရုစိုက်ပေးပါနော်အသေးဆိုတာကျွန်ုပ်တို့ခန္ဓာကိုယ်ရဲ့အဓိကအစိတ်တောက်ရှင်းထုတ်ပေးတဲ့ပင်မဆက်ယုံကြီးဖြစ်ပါတယ်အသေးကပေးနေတဲ့တတိပေးချက်တွေကိုလစ်လူမရှိဘဲအရက်ညင်းတဲ့စာနဲ့စီကံမဲ့ဆေးတောက်ခြင်းတွေကိုရှောင်ကျဉ်ပါဒီနေ့ကစပြီးမိမိရဲ့အသေးကျန်းမာရေးကိုစနစ်တကျကာကွယ်စောင့်ရှောက်လိုက်ပါ